လင်းတို့တကောင်ကိုအမဲလိုက်ပြီးသူ့ရဲ့ချစ်သူမစီကိုလက်ဆောင်ဖြစ်လာပေးနေတဲ့ဒီငှက်ကိုကြီးလိုက်ပါဒီငှက်လေးရဲ့နာမည်ကိုတိပါကကောမန့်မှာရေးပေးခဲ့ကြပါအောင်နော်ဒါဟာရိုးရိုးရမ်းရမ်းအစာကျွေးနေတာမဟုတ်ပါဘူးသူဟာတစ္ဆာရှိပြီးမိသားစုကိုအပြည့်အဝတာဝန်ယူနိုင်တဲ့ရောကြကောင်းတစ်ယောက်ဖြစ်ကြောင်းသက်သေပြနေတာပါဘာဖြစ်လို့လဲဆိုတော့နောက်ပိုင်းရက်တွေမှာဒီမဟာအတိုက်ထဲကနေဘယ်မှမထွက်ပဲသားသမီးတွေကိုပြုစုပြောထောင်ရတော့မှာဖြစ်ပြီးအစာအတွက်ဒီအဖို့တကောင်လေးကိုပဲလုံးဝအမိပြုရတော့မှာမို့လို့ပါပဲငှက်တွေအတွက်ဥပြီးတားပေါက်ရမယ့်ယာတီဟာအလွန်ပဲအနေများပါတယ်ဒါကြောင့်မို့လို့ဒီငှက်မလေးဟာအနေကင်းဖို့အတွက်တစ်ပင်ဦးကြီးရဲ့ပင်စီထဲမှာရှိတဲ့နှက်ဆိုင်တဲ့အခေါင်းတစ်ခုကိုသူမရဲ့အတိုက်အဖြစ်ရွေးချယ်လိုက်ပါတယ်အတိုက်ထဲကိုဝင်ပြီးတာနဲ့ဒီငှက်မလေးဟာတုံဆိုင်မနေရဲ့သူမရဲ့ပြန်တန်းနိုင်တဲ့တောင်ပံမွေးတွေကိုရုံးကန်ပြီးနှုတ်ပစ်လိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီချင်းမြောင်းတဲ့အပေါက်ထဲမှာရေရှိနေထိုင်ရတော့မှာဖြစ်လို့သူမအတွက်တောင်ပံတွေမလိုတော့လို့ပါပဲအဲ့ဒီနောက်မှာတော့အဖုံညက်ဟာမနာတန်းအလုရှုပ်ပါတော့တယ်သူဟာဆူဆူနေတဲ့ရွှွန်စေးတုံးတွေကိုတစ်ခေါက်ပြီးတစ်ခေါက်တည်းဆောင်လာပြီးအမငက်ကအထဲကနေအတိုက်ဝကိုပိတ်ဆို့နိုင်ဖို့ကူညီပေးပါတယ်မကြခင်မှာပဲကျေပြက်တဲ့တခေါင်းဝဟာနှုတ်သီးတစ်ချောင်းပဲစက်ယုံအရွယ်စားထိအသေးချာပိတ်ဆို့သွားပါတော့တယ်ဒီလိုပိတ်ဆို့ထားတဲ့တခေါင်းဟာရန်သူတွေရန်ကနေကာဝယ်ပေးတဲ့ခိုင်ခန့်တဲ့ခံတက်ကြီးတစ်ခုဖြစ်လာလို့တစ်ဖက်ကကြည့်ရင်လည်းအမငက်အတွက်တော့ရုံမထွက်နိုင်တဲ့ထောင်တစ်ခုလိုဖြစ်သွားခဲ့ပါပြီတားငယ်လေးတွေအိုးကနေပေါက်လာပြီးကြီးပြင်းလာတဲ့အထိအမငက်ဟာဒီတခေါင်းထဲကနေဘယ်မှထွက်လို့မရတော့ပါဘူးသူမအသက်ရှင်ဖို့အတွက်အဖုံမြက်ယူဆောင်လာပေးတဲ့အစာတစ်ခုတည်းကိုပဲမျောလင့်ရပါတော့တယ်ချစ်သူအတွက်လက်ရှိအပ်တဲ့အာဟာရတွေပြည့်ဝစေဖို့အဖုံငက်ဟာတရက်မှမနာပဲတောအုပ်နဲ့ပင်မန်းကြီးစွာနဲ့အစာရှာဖွေပေးခဲ့ပါတယ်ဒီလိုဂယုတစိုက်ကျွေးမွေးမှုကြောင့်ပဲအမငက်ဟာအဖိုးတန်ဦးလေးနှလုံးကိုအနေရကင်းကင်းနဲ့အောင်မြင်စွာဥနိုင်ခဲ့ပါတယ်နောက်ထပ်6ပတ်ကြာတဲ့အထိသူမဟာဒီတခေါင်းထဲမှာပဲအောင်ဤသိခံပြီးဥတွေကိုဆက်လက်ဝတ်ပေးရဦးမှာပါတားငယ်လေးတွေအိုးကနေကျန်းကျန်းမာပေါက်ဖွာလာတဲ့အချိန်ကြမှသာသူမဟာသားသမီးတွေနဲ့အတူဒီထောင်ချောက်ကြီးတဲကနေရုံထွက်ပြီးလွတ်လပ်ခွင့်ကိုပြန်လည်ရရှိမှာဖြစ်ပါတယ်အဲ့ဒီအချိန်ထိတော့သူတို့မိသားစုဟာတစ်ခေါင်းထဲမှာငြိမ်သက်စွာဆောင်းဆိုင်ရင်အဖိုးငယ်ရဲ့အစာကျွေးမှုကိုအမိပြုပြီးတက်ရှိအစ်စ်လေးတွေပေါ်လာဖို့မျှော်လင့်နေကြရပါတော့တယ်